user 9ယောက်သုံးလို့ရတယ်ပေါ့နော် ChatGPT Plus Team Plan ကိုကျွန်တော်တို့ဒီ$25ပေါ့နော်တယောက်ကို$25အစားကျွန်တော်တို့ဒီ9ယောက်လုံးကိုမှ$1ရင်းနဲ့ပထမဆုံးတစ်လကိုဒီ welcome offer အနေနဲ့ပေးတာကိုယူလို့ရတဲ့နည်းလမ်းလေးတစ်ခုကိုကျွန်တော်ဒီမှာပြပြပေးသွားမယ်။အရင်ဆုံးကျွန်တော်တို့ဒီလိုအပ်တာကတော့ဖုန်းကပဲလို့ကျွန်တော်ကွန်ပျူတာပဲလို့ပေါ့နော် US region မှာနေနေတဲ့သူမဟုတ်ဘူးဆိုရင် US region ရတဲ့ကျွန်တော် VPN တစ်ခုလိုမယ်။ပြီးရင်ကျွန်တော် browser သုံးရမယ်။နောက်တစ်ခုကကျတော့ကျွန်တော် virtual cap ဖြစ်ကျွန်တော်တို့တစ်ခုခုပေါ့နော်အဲ့လိုမျိုး payment ပေးချေဖို့ cap တစ်ခုရှိဖို့လိုပါမယ်။အရင်ဆုံးကျွန်တော်တို့ဒီမှာပေါ့နော် VPN တစ်ခုဖွင့်မယ်ကျွန်တော်ကတော့ Jamchan သုံးပါတယ်။ Jamchan ကိုမှကျွန်တော်ကဒီမှာ US ကို location လေး online ပါမယ်ပြီးတော့ကျွန်တော်ဒီ ChatGPT plan ဝင်မဲ့အကောင့်ကို browser မှာကျွန်တော် login ဝင်ထားဖို့လိုပါမယ်ပြီးတော့ကျွန်တော်ဒီ link လေးကိုကျွန်တော် description comment တွေမှာကျွန်တော် link ချပေးထားပါမယ်ကျွန်တော်တချို့တွေကကျတော့အကောင့်တွေကိုတန်းဝင်နေတဲ့အချိန်မှာဒီ plan မှာသွားကြည့်ရင်ပေါ်ပေမဲ့တချို့ကမပေါ်လို့ပါအဲ့တော့ကျွန်တော်ဒီ link လေးကို browser မှာနှိပ်လိုက်ပြီးဆိုရင်ကိုကအကောင့်ဝင်ထားတယ်ဆိုရင်ကွန်ပျူတာမှာဆိုဒီလိုလေးပေါ်လာမယ်ကျွန်တော်ဖုန်းမှာဆိုရင်တော့တန်းပြီးတော့သူအဲ့$1နဲ့ welcome offer နေရာကိုတန်းရောက်ပါတယ်ဒီလိုပေါ်လာရင်တော့ကျွန်တော် business ဆိုတာလေးကိုနှိပ်ပါဒီမှာပြီးရင် get team ဆိုတာလေးကိုနှိပ်ပါဒီ monthly ကိုမှာပဲတော့$1နဲ့ကျွန်တော် welcome offer ပေးတဲ့ဒီတိုင်းလေးထားပါဒါ user 9ယောက်ကိုမှကျွန်တော်$1ပဲကြာတင်မှာဖြစ်ပါတယ်ဆိုတော့ continue billing ပေါ့နော်အဲ့လေးတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော် total due today ဆိုတဲ့နေရာမှာ$1ပဲပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကောင့်ကိုပေါ့နော် transaction fee ပါရင်းနဲ့ဆိုတော့လိုပို့1000ပတ်လည်လောက်ကိုမှဆက်ထားတင်ပါတယ်ကိုယ့်ရဲ့အသုံးပြုမဲ့ကတ်ထဲမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာ email ထည့်မယ်ဒီနေရာမှာပြီးရင်ဒီမှာ cut information ထည့်မယ်သူကတ်မှာပါတဲ့ဒီကျွန်တော်လာရေခုနှစ်တွေပေါ့နော် expire date ပေါ့နော်ပြီးရင်ကျွန်တော် CVV code တွေထည့်မယ်ပြီးရင်ကျွန်တော် cut holder full name ထည့်မယ် billing address အတွက်ကကျွန်တော်တို့က manual ထည့်လို့ရတယ်ကိုမှဟိုဒီ US 1နဲ့မပေါ်ဘူးဆိုရင်ပေါ့နော်အဲ့တော့ enter address manually ပေါ့နော်အဲ့ညမှာကျွန်တော် location ထည့်ဖို့အတွက်ကိုကြာတော့ကျွန်တော်တို့ကဒီကိုကဒီမှာပေါ့နော်ဘာမှမရှိဘူးဆိုရင် browser မှာကျွန်တော် fake address တစ်ခုရှာပါမယ်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော် random address in USA ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်ရင်ဒီမှာသူကကျွန်တော်တို့ဒီ fake address generator 2စီအများကြီးကြာလာမယ်ကျွန်တော်တို့ဒီကောင်ကယူရများတယ်အဲ့မှာကိုကဒီမှာပေါ့နော်သူ fake address တွေအကုန်ပါပါတယ်အဲ့ကနေပြီးတော့ကျွန်တော်ထည့်လို့ရတယ် Google Map ကနေပြီးတော့လည်းကျွန်တော်ဒီ US မှာရှိနေတဲ့စားသောက်ဆိုင်တွေ hotel တွေရဲ့လိပ်စာတွေကိုကျွန်တော်ယူပြီးတော့ထည့်မယ်ဆိုလည်းရပါတယ်အဲ့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီ accept ဆိုတဲ့နေရာလေးကိုနှိပ်ပြီးလို့ရှိရင် subscribe ဆိုတာလေးနှိပ်လိုက်ရုံပါပဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့သူ့အနေနဲ့ကျွန်တော်တို့ကုတ်တောင်းမဲ့ကုတ်လေးဖြည့်ပေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ဝယ်လို့ရသွားပါပြီတချို့ကတ်တွေမှာမရတာရှိရဲလို့မရအောင်ဆိုတော့ရတဲ့ကျွန်တော်ဒီ virtual ကတ်အမျိုးအစားတွေကိုကျွန်တော်တို့ရှာဖွေဖို့လိုပါတယ်ဝယ်ယူပြီးတော့အသုံးပြုဖို့လိုပါတယ်ခင်ဗျာဒီမှာအရေးကြီးတဲ့တစ်ချက်ကပေါ့နော်ကျွန်တော် ChatGPT မှာ plan ဝယ်ပြီးသွားတဲ့ဆိုတော့ဒီနားမှာ subscription ပေါ်ပါတယ်အဲ့ subscription ကိုဒီနားကဒီ security အောက်မှာပေါ်ပါတယ်အဲ့ဒါနှိပ်ပြီးတော့ကျွန်တော်တို့ကတခါတည်းဒီ cancel subscription နှိပ်တာတော့ကိုယ့်ရဲ့ card ကို remove တာလုပ်ဖို့လိုတယ်မဟုတ်ရင်ကျွန်တော်တို့ဒီတစ်လပြည့်ပြီးရတယ်သူ auto $150 auto renewal နဲ့ဖြတ်ပြီးတော့ယူသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒါလေးဖြုတ်ဖို့တော့မမေ့ပါနဲ့တက်တန်းမကုန်ခင်မှာကျွန်တော်တို့လုပ်ရရဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်ပြီးသွားလို့ရှိရင်ဖြုတ်လိုက်တာတော့ပို့ပြီးတော့ကောင်းပါတယ်ဗျဒါကတော့ကျွန်တော်တို့ဒီ ChatGPT မှာဒီ$1နဲ့ပေးတဲ့ welcome offer ကို claim နဲ့နည်းလမ်းလေးပါ